မင်္ဂလာပါပရိသတ်ကြီးရေဒီကနေ့မှာတော့2018ခုနှစ်ကထွက်ရှိထားခဲ့တဲ့စကားလေးနဲ့တကားကိုတင်ဆက်ပေးသွားလိုပါတယ်စကားအစမှာဆိုရင်တော့ဟန်ဆူရင်ဆိုတဲ့အထက်တန်းကျောင်းသူလေးတယောက်ညလေကောင်းကြီးတရားတစင်းအပေါ်လောက်လျှောက်လာနေတာကိုတွေ့နေရပါတယ်သူမဟာကြောက်ကြောက်နဲ့တစုံတယောက်ရဲ့ကားအပေါ်တက်သွားခဲ့ပြီးတော့မောင်းထွက်သွားပါတယ်စခန်းကလည်းအသက်လက်ပိုင်းအရွယ်လက်ဝဲနီးပြတီရှော့ကိုပြောင်းလဲပြတာပဲပါတယ်သူကပြိုင်ပွဲမှာဒုတိယရရှိထားတဲ့သူတပိတ်ကေစုဗလာကိုကိုင်ကစားတော့ဆိုင်ကဆိုင်အထဲဝင်လာခဲ့ပါတယ်ကောင်းလေးဟာပွဲကိုအထမရရမှာကိုအချင်းပြက်လက်စားတဲ့တာဝန်ရှိတဲ့သူတယောက်ကပတ်စံမျက်နှာကိုကြည့်ပြီးတော့ပြိုင်ပွဲကိုအနိုင်ပေးလိုက်တာဖြစ်ပါတယ်။ကီရှော့ထားစိတ်တူလွေပြီးတော့သူတပည့်တွေအပေါ်မမျှမတာလူတာကိုတီးမခံနိုင်ပါဘူး။တာဝန်ရှိတဲ့သူဟာသူနဲ့ညီခွန်းဖို့အတရေစူးစမ်းလိုက်တဲ့အခါမှာတော့သူကတစ်ချက်တည်းနဲ့လေချသွားအောင်ပြင်ကြပေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီလူဟာလက်ဝဲအဖွဲ့အစည်းရဲ့သူအကတာဖြစ်နေခဲ့ပြီးကီရှော့ကိုနီးပြဘဝကနေရုပ်သိမ်းနိုင်တဲ့အာနာလေးရှိနေခဲ့ပါတယ်။ရန်ဖြစ်တဲ့အတွက်အဖွဲကနေအထုတ်ခံရတာဟာဒါကပထမဦးဆုံးအကြိမ်မဟုတ်တော့တာကြောင့်ကီရှော့ရဲ့အမကစိတ်တူနေခဲ့ပါတယ်။အဆက်အသွယ်တချို့ကနေတဆင့်သူမကသူ့ကိုကြီးလက်ဘက်မှာရှိတဲ့ကျောင်းတစ်ကျောင်းမှာအားကစားဆရာအဖြစ်အလုပ်ရရှိအောင်လုပ်ပေးလိုက်ပါတယ်။နောက်တစ်ခါမှဆိုရင်တော့သူကအဲ့ဒီမျိုးငယ်လေးကိုမောင်းသွားနေခဲ့ပြီးတော့ရုတ်တရက်ကားလေးကိုလည်းပြသွားခဲ့ပါတယ်။ဆွဲကားကိုစောင့်ဆိုင်နေရင်းနဲ့သတိပေးဆိုင်ဖို့အပေါ်ကလူပြောက်ပိုစတာကိုသူကလည်းတွေ့လိုက်မိပါတယ်။ဓာတ်ပုံအထက်ကကောင်းမလေးဟာအထက်တန်းကျောင်းသူလေးဆွေရန်ဖြစ်နေခဲ့ပြီးတော့ကျွန်တော်တို့စကားအစမှာတွေ့ခဲ့ရတဲ့ကျောင်းသူလေးပဲဖြစ်ပါတယ်။တစုံတယောက်ကပိုစတာအပေါ်မှာသူမပြောက်ဆုံမှုကိုဟာတာလုပ်ပြီးတော့စာရေးထားခဲ့ပါတယ်။ကီရှော့ဟာစိတ်ဖြတ်ဖို့ကောင်းလိုက်တာလို့တွေးလိုက်ပြီးတော့အဲ့ဒီစာကိုဖြတ်ဖို့အတူကြိုးစားပြီးမြဲပိုတာဆွေးရွားသွားခဲ့ပါတယ်။မြို့ကိုရောက်တဲ့အခါမှာတော့အထက်တန်းကျောင်းသူလေး3ယောက်တစုံတယောက်ကိုအနိုင်ကျင့်နေတာသူမြင်လိုက်ရပါတယ်။ခန်ဒီရတဲ့သူကပျောက်ဆုံးနေတဲ့ကောင်မလေးရဲ့အချစ်ဆုံးတငယ်ချင်းယူချင်းပဲဖြစ်ပြီးတော့သူမကတငယ်ချင်းရဲ့ပိုစတာအပေါ်မှာရှော်လီချမ်းချတာကြောင့်အနိုင်ကျင့်တဲ့သူတွေကိုစိတ်တူနေတာဖြစ်ပါတယ်။သူမဟာသူတို့နဲ့ထေတိုက်ဖြည့်ရှင်းလိုက်တဲ့အခါမှာတော့အနိုင်ကျင့်တဲ့သူတွေကသူတို့လောက်တာမဟုတ်ပါဘူးလို့ပြောကြပါတယ်။ဒါပေမဲ့သူတို့တွေဟာစူရန်ဖျက်လာမှကိုမလိုချင်ဘူးဆိုတာကတော့သိတာနေခဲ့ပါတယ်။ကီရှော့ကလည်းကောင်မလေးတွေကိုဝင်ခွဲပေးဖို့ကြိုးစားပေမဲ့ကောင်မလေးတွေကကိုယ့်ကိစ္စကိုပဲကိုလုပ်ဖို့ပြန်ပြောလိုက်ပါတယ်။အဲ့ဒီနောက်သူကရေးရစီတယောက်ဖြစ်နေတဲ့တငယ်ချင်းဟောင်းဒေါန်ဆူနဲ့တွေ့ဆုံပါတယ်။သူကကီရှော့ကိုမျိုးကနေကြိုးဆိုပြီးလိုက်လံဖလက်တာပေးပါတယ်။အဲ့ဒီနောက်ယူချင်းဟောင်းစူရန်မြက်အင်ကိုတွားပြီးတော့အဖွားနဲ့တွေ့ပါတယ်။စူရန်စီမမိသားစုတွေဆိုလို့ဒီအဖွားတယောက်ပဲရှိတော့တာဖြစ်ပြီးသူမကမြေးပြောက်ဆုံးနေမှုအတွက်တေလောက်အောင်စိတ်ပူနေပါတယ်။စူရန်ကိုတက်တက်ချွတ်ချွတ်နဲ့လိုက်ရှာနေသူကလည်းအဖွားနဲ့ယူချင်းသာရှိပြီးတော့ရဲဝေကဖာတိဖာသားဖြစ်နေကြပါတယ်။ယူချင်းကလည်းခေါင်းမိုးထက်ကိုတတ်သွားခဲ့ပြီးစူရန်နဲ့အတူရှိခဲ့မှုတဲ့အချိန်လေးတွေကိုပြန်လည်အောင်မမိနေပါတယ်။ယူတီရဲ့စူရန်ကလပ်မှာအချိန်ပိုင်းအလုပ်လုပ်တာကိုသူမကလည်းတတိယလိုက်မိပြီးတော့နည်းနည်းလောက်မွေးနောက်ကြည့်လိုက်ကကလပ်ကက်ကိုရှာတွေ့လိုက်ပြီးတော့အဲ့ဒီကိုတွားရောက်စူးစမ်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။နောက်တစ်ရက်မှဆိုရင်တော့ကီရှော့ရဲ့ပထမဦးဆုံးကျောင်းစာရဲပဲဖြစ်ပါတယ်။ကျောင်းအုပ်ကြီးကသူ့ကိုလုတ်ဖို့ကြိုက်တယ်လူနဲ့မိတ်ဆက်ပေးလိုက်ပြီးကြီးစွမ်းစိတ်အမှုပညာဆရာဘေးမှာနေရာချထားပေးပါတယ်။အားကစားဆရာတယောက်အပြင်သူ့ကိုကျောင်းသားတင်းအဖြစ်တာဝန်ပေးထားပါတယ်။ကျောင်းအုပ်ကြီးကကျောင်းသားတွေစီကနေနေလေစာသမင်းပို့ကောက်ခိုင်းပါတယ်။ကီရှော့ကလည်းနေလေစာစားချင်းအတွင်ပတ်စံသွားကောက်ပေးမယ်။ဘဲကျောင်းသူမကအမင်းအတိုင်းမနာခံကြပါဘူး။သူလမ်းမှာယူချင်းကိုတွေ့ရှိပေမဲ့လည်းသူမကလည်းလိရှူရှူသွားခဲ့ပါတယ်။ခဏခဏကြာပြီးတဲ့နောက်မှာယူချင်းဟာကျောင်းခင်စီယုံကိုကြော်ပြီးတော့ကျောင်းပြီးသွားတာကိုသူကလည်းလှမ်းပြီးတတိထားမိပါတယ်။သူကလည်းသူမရဲ့အနောက်ကိုလိုက်ပြီးပေမဲ့အယုတ်ကုတ်စကြောင်အာယုံပြောင်းသွားခဲ့ပါတယ်။သူရဲ့ဘဝမှာပထမဦးဆုံးအချိန်အနေနဲ့ကီရှော့ဟာပြောချေရတဲ့အယုလေးတကျိုးကိုကန့်နိုင်ပြီးအတိုင်းမသိကိုပျော်သွားပါတယ်။တနေရာမှာဆိုရင်ကမစ္စတာကင်းဆိုတဲ့အားကြီးတဲ့နိုင်ငံရေးသမားတရားရဲ့ရွေးကောက်ပွဲကမန်းပိန်းတစ်ခုကျင်းပနေပါတယ်။မစ္စတာကင်းကလန့်စားတဲ့ပြီးတော့စိုးရုပ်တဲ့သူတယောက်ဆိုတာကတော့ပြည်သူတွေမသိကြပါဘူး။ယူချင်းဟာဒီကမ်ပိန်းကိုမြင်လိုက်ပေမဲ့လည်းသိပြီးတော့ဂယူမဆိုင်နေပေနဲ့စူရန်အရောလုပ်တဲ့ဂလက်ဆီကိုတောက်ရောက်ခဲ့ပါတယ်။အနာဝေးချင်းမှာရှိတဲ့သူတွေကိုစူရန်ကိုမြင်ပူလာလေသူမကလိုက်လံမိကြည့်ပေမဲ့အဖေတိတိတတ်တာမရခဲ့ပါဘူး။ကလပ်ပိုင်ရှင်ကသူမကိုထပ်သွားဖို့ချင်းမြောက်ပြီးတော့လက်ပါတရောမဲ့အချိန်မှာကီရှော့ကစောင်းလာခဲ့ပြီးကောင်မလေးကိုကဲသွားပေးပါတယ်။သူကဒီကိစ္စကိုရဲဝေကြိုက်တယ်မှာဖြစ်တဲ့အတွက်သူမကိုဝင်မပါဖို့အကြံပေးပါတယ်။အဲ့ဒီညမှာဆိုရင်တော့ဆရာကသူမကိုအင်ကိုလိုက်ပို့လိုက်ပြီးတော့သူ့ရဲ့တိုက်ခန်းစီကိုတင်လာခဲ့ပါတယ်။ယူချင်းတယောက်ထဲကြံခဲ့တဲ့အချိန်မှာလူစိမ်းတယောက်ကသူမရဲ့အနောက်အသင်းပြေးလိုက်လာပြီးတော့အတန်းမခေါ်ဆောင်သွားဖို့ကြိုးစားပါတယ်။ကီရှော့ကလည်းကောင်းမကားထဲမှာဖုံးကြံခဲ့တာကိုတွေးပြီးတော့လာပြန်ပြီးတော့လူမီတော့မကိုမြင်ခွာပြေးသွားတဲ့ပြန်သွေးဆံမကိုမြင်လိုက်နိုင်ပါတယ်။ကီရှော့ကလည်းယူချင်းကိုဆေးရုံပို့ပြီးတော့ရဲစခန်းမှာတရားဝင်တိုက်ရှက်ဖွင့်ပါတယ်။ဒါပေမဲ့ရဲခေါင်းဆောင်ကိုယူချင်းဟာစူရန်မြတ်တငယ်ချင်းပါလို့ပြောလိုက်တဲ့အခါမှာတော့သူကလည်းခေါင်းဆောင်ဖို့ကြိုးစားလာပါတယ်။သူဟာစူရန်ပြောက်ဆုံနေမှုနဲ့ပတ်သက်ပြီးတော့တစုံတရာကိုဝတ်မေထားရန်ကြိုးစားနေလို့ပဲဖြစ်ပါတယ်။အဲ့ဒီနောက်ကီရှော့ကစူရန်ဖြစ်စဉ်အကြောင်းတွန်းဆူနဲ့စကားပြောကြည့်လိုက်ပြီးရဲတွေကသူမရဲ့ကိစ္စကိုအခုချိန်ထိတယွင်တတောင်းမှအမှုမဖွင့်ပေးသေးတာကိုသိလိုက်တာပါတယ်။သူတို့ကသူမဟာတာဝန်ဒီကိုရှောင်ရှင်တဲ့အတွက်မြို့တစ်မြို့ကိုထွက်ပြေးသွားတဲ့ဗယံပြီးတယောက်လို့ထင်နေကြပါတယ်။ကီချိုးကဒီလိုမဖြစ်နိုင်ဘူးလို့သိပြီးတော့စူရန်တကေဘာတွေဖြစ်ခဲ့တာလဲဆိုတာကိုစူးစမ်းဖို့အတွက် mission စရန်ဆုံးဖြတ်လိုက်ပါတယ်။သူမရဲ့အိမ်ကိုတွားရောက်ခဲ့ပြီးတော့အဖွားညစ်တွေ့ဆုံပါတယ်။အဖွားဟာရဲစခန်းစီတရားဝင်စာတစောင်ရေးပို့ပြီးသဘောတူညီချက်ဖောင်ကိုလက်မှတ်ထိုးပေးလိုက်မယ်ဆိုရင်တော့ရဲတွေကရှောင်လွဲလို့မရတော့ဘဲနဲ့ဒူးမြောင်ကြောင်အမှုဖွင့်ပေးရတော့မှာပဲဖြစ်ပါတယ်။
အစီအစဉ်ကလည်းအလုပ်ဖြစ်သွားခဲ့ပြီးတော့ထုံစုဟာသူတို့ကတိုင်းချက်ဖွင့်ပြလိုက်ပါတယ်ကီချောကအကြောင်းမှလည်းဖြစ်စဉ်နဲ့ပတ်သက်လို့နည်းနည်းလိုက်ဆက်စုကြည့်ပါတယ်ဆရာမတွေကစုရမှာသူတို့တင်ပိုးသမျှအထင်မှာအဆိုးဆုံးကျောင်းသူပဲလို့ပြောကြပါတယ်သူမကနှစ်တဝက်လောက်ကျောင်းပြတ်ခဲ့ပြီးတော့အယူတယောက်အဖြစ်သတ်မှတ်ခံထားရပါတယ်သူတို့ဟာသူ့ရဲ့ခေါင်းကျုပ်အတွက်ပဲဒီကိစ္စမှာဝင်မရှုပ်ဖို့သူ့ကိုအကြံပေးကြပါတယ်ယူချင်းကသူတို့သူမတငယ်ချင်းအကြောင်းပြောနေတဲ့အထံကိုကြားသွားခဲ့ပြီးဒေါသထွက်သွားပါတယ်သူမကကီချောကိုတစ်ဖက်တည်းခေါ်တော်လိုက်ပြီးအားလုံးကစူရန်ပျောက်ဆုံးမှုရဲ့အဓိကအကြောင်းအရင်းကိုဖုံးကွယ်ဖို့သူ့ကိုလိန်နေကြတော့ပါလို့ရှင်းပြပါတယ်ကီချောကလည်းဘသူကအမှန်ကိုပြောနေပြီးတော့ဘသူကယုံကမှမသိတော့ပါဘူးယူချင်းကထွက်သွားခင်ဒီနေရာမှာစူရန်မှာသူ့ရဲ့သမီးသားဆိုရင်တော့သူဘာလုပ်လိမ့်မလဲလို့မဲသွားခဲ့ပါတယ်ဒီမေကွန်းကသူ့ရဲ့အတွေ့အကြုံကိုရှင်းသွားစေခဲ့ပြီးသူမတကေကိုပဲဝင်ဟန်ပေးတတော့ဖြစ်နေမယ်တောင်မှရှာတွေးကိုလိုအပ်တယ်ဆိုပြီးသဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီနောက်ကီချောကကောင်မလေးနှစ်ခွက်တန့်စင်ကန်ထဲမှာဆေးလေးတောင်းနေတာကိုဖမ်းမိလိုက်ပါတယ်သူကဆေးလေးဘူးရီမြန်မဝတ်ထားမလားလို့ရှာကြည့်ပေမယ့်ဆေးလေးအစာအင်တာကန်ငယ်တစ်ခုထဲမှာလိုအပ်ကင်မရာဒီလောင်ကိုတွေ့ရှိသွားခဲ့ပါတယ်သူကအချင်းတွေကိုတီးပေးဖို့အတွက်ကျောင်းအကြီးစီကိုချက်ချင်းတွားရောက်ပါတယ်ကျောင်းအကြီးကသူ့ကိုစကားပြောဖို့အခွင့်အရေးမပေးဘဲနဲ့စူရန်ကိစ္စမှာဝင်မပါဖို့သာလိုချင်နေခဲ့ပါတယ်သူ့ရဲ့စကားကကီချောကင်မရာအကြောင်းမပြောချင်လောက်ဖို့ထက်သွားပါတယ်ဒါကြောင့်သူကသူ့ဘာသာသူပဲပြန်ယူထားလိုက်ပြီးကင်မရာပါတဲ့အကြောင်းအရာတွေကိုကြည့်ခဲ့ပါတယ်တကယ်တော့ကင်မရာကိုအနုပညာဆရာအကြည့်ဆွဲကတတ်ဆင်ထားတာပဲဖြစ်ပါတယ်ကီချောလည်းမကောင်းတာကိုလှုပ်ဆောင်တဲ့သူကဖေရှင်းဖို့တွားရောက်လိုက်ပြီးမဲ့အဲ့ဒီဆရာကအိမ်ပြန်သွားခဲ့ပါလိဒါကိုခွင့်ကောင်းယူပြီးတော့သူကကြည်စွန်းရဲ့လက်တော့ကိုဖွင့်ကြည့်ခါသူနဲ့စူရန်မကြာက message တွေကိုတွေ့လိုက်ရတာကြောင့်အန်ဝါတင်သွားခဲ့ပါတယ်။သူမပျောက်သွားခဲ့တဲ့ညကသူမကိုတံတားမှလာချိုးဖို့သူစီစားဖို့ထားခဲ့ပါတယ်။ဒါကကြည်စွန်းမိကိစ္စနဲ့ပတ်သက်လို့တခုခုသိနေတယ်ဆိုတဲ့တက်သေးပဲဖြစ်ပါတယ်။ကီချော်လဲဒွန်ဆူကိုချက်ချင်းဖုံးဆက်ပေးမယ်ဒွန်ဆူကဖုံးကိုမကန့်ခဲ့ပါဘူး။ဒါနဲ့သူကယူချင်းကိုဖုံးဆက်ပြန်ပြီးတော့ဘယ်ရောက်နေရလဲမေးပါတယ်။သူမဟာအကြည်စွန်းနဲ့အတူကားထဲမှာရှိနေတာဖြစ်ပြီးတော့ဆရာကသူမကိုအိမ်ပြန်ပို့ပေးမယ်ဆိုပြီးလာခေါ်တာဖြစ်ပါတယ်။ကီချော်ကလည်းသူတီးထားတဲ့အကြောင်းတွေကိုတိုးတိုးတီးပြီးဖြောပြပြီးတော့တတိထားဖို့မှားကြပါတယ်။သူမကသူတို့ဘယ်သွားနေရလဲဆိုတာကိုကီဆွန်ကိုပြောလာဖို့ကျွမ်းကျင်စွာနဲ့မေးလိုက်ပြီးကီချော်ကသူမကိုအလွယ်တကူရှာနိုင်ဖို့ location ကို message လမ်းပို့ထားပါတယ်။အဲ့ဒီနောက်သူမကကြည်ဆွေးမြတ်ကားတော့ချစ်ကစူရန်မှာရှိခဲ့မှုကနေဒူနီယာကိုတတိထားပေးလိုက်ပါတယ်။သူမကလည်းတငယ်ချင်းအကြောင်းသူ့ကိုမေးကြည့်ပေမဲ့ကြည်ဆွေးမြတ်လက်တိချက်ကြောင့်ပဲသူမမေးကြော်သွားခဲ့ပါတယ်။သူမပြန်တတိယတဲ့ခါမှာတော့ကျူတိုပါဆက်ပိတ်ခံထားလေးရာသူ့ရဲ့အိတ်ခန့်ဂျမ်ပေါ်မှာရောက်နေပြီဆိုတာကိုသိလိုက်ရပါတယ်။အခန်းထဲမှာဗီဒီယိုတစ်လုံးထဲမှာဆိုရင်တော့စူရန်ပဲဖုန်လေးရှိနေတာကိုသူမတတိထားမိလိုက်ပါတယ်။သူမကိုဘာမှမလုပ်နိုင်ခင်မှာပဲကီချော်ကရောက်လာခဲ့ပြီးတော့အိမ်ထဲကိုအတင်းဖြတ်ဝင်ခဲ့ပါတယ်။ကြည်ဆွေးမြတ်သူ့ကိုခုခံဖို့အတွက်ကြိုးစားပေမဲ့နိုင်ငံတော်အဆက်လက်ဝေးချန်ပီယံဟောင်းကြီးကိုဘလို့မှမရှင်းနိုင်ပါဘူးသူကလည်းကီချော်ကချမ်းပေါ်လဲကျသွားအောင်ထိုးပစ်လိုက်ပြီးကျူးတုတ်လိုက်ပါတယ်သူကသူ့ရဲ့အသက်မဝမ်းကြောင်းပျောက်သွားမှဆိုတာကြောင့်ရဲမတိုင်ဘူးတောင်းဆိုပေမဲ့ကီချော်ကဂရူးမဆိုင်ပါဘူးကီချော်ကသူ့ကိုစူရန်အကြောင်းမေးပေမဲ့သူမပျောက်ဆုံးမှုညပတ်တန်လို့ဘာမှမသိပါဘူးလို့သာဖြေပါတယ်သူပြောတာကတော့အဲ့ဒီညမှာစူရန်ကကလက်ကလေးသူမကိုလာချိုပေးဖို့သူ့ကိုခေါ်ခဲ့ပါတယ်သူမကိုအိမ်ပြန်လိုက်ပို့ပေးပေမဲ့လမ်းမှာဆိုရင်တော့တစုံတယောက်စီကနေသူမစီဖုံးဝင်လာခဲ့ပြီးတော့ဓာတ်စိတ်ငါမချပေးဖို့ပြောပါတယ်ကောင်မလေးကသူမကိုတယောက်ယောက်လာခေါ်မှာပါလို့ပြောကြောင်းဂျီဆွန်းကလည်းတိမတွေးမိတော့ဘဲနဲ့မောင်းထွက်ခဲ့ပါတယ်ဒါပေမဲ့မိနစ်အနေနဲ့ကြာပြီးရဲ့နောက်မှာညဘက်ကြီးမင်းကလေးတယောက်ထဲထားခဲ့ရတာကြောင့်သူစိတ်မအေးနိုင်ခဲ့ပါဘူးဒါပေမဲ့သူပြန်သွားကြည့်တဲ့အချိန်မှာတော့သူမကရှိမနေတော့ပါဘူးသူမရဲ့ဖုန်းကိုလမ်းပေါ်မှာတွေ့ရှိပြီးတော့ယူတင်ထားလိုက်ပါတယ်ဒီထက်ပိုပြီးတော့သူကလည်းမသိတော့ပါဘူးမကြခင်အကျင့်ပြတ်တဲ့အတွက်ကြည်စွမ်းမှုကိုအချုပ်ထည့်လိုက်ပြီးမဲ့ရဲအရာရှိခေါင်းဆောင်ကစူရန်ပြင်ပေးဆွဲခံထားရဲဆိုတာကိုယုံကြည်ပေးဖို့ညှင်းဆန်နေဆဲပဲဖြစ်ပါတယ်ကီချော်ကဒီအမှုအတွက်ပို့ပြီးတော့အာယုံစိုက်ပေးရတဲ့တယ်လို့သူ့ကိုပြောတာတောင်မှသူကစကားဝိုင်းကိုဖြစ်ပြနေဆဲပဲဖြစ်ပါတယ်ကီချော်ပြန်ထွန်းပြီးတဲ့နောက်ရဲခေါင်းဆောင်ကတစုံတယောက်ကိုဖုံးလန်းဆက်ပြီးတော့ဂရုစိုက်ဖို့ပြောနေကြတာတွေ့ရပါတယ်ပြန်ပြီးဆွဲမှုဟာတစုံတယောက်ပါဝင်နေခဲ့ပြီးတော့ခေါင်းဆောင်ကသူတို့ကိုကူညီပေးနေတာဆိုတာသိကြသွားခဲ့ပါပြီကျောင်းမှာဆိုရင်တော့ကျောင်းအုပ်ကြီးကကီချော်ကိုသူ့ရဲ့ရုံခန်းစီခိုးလိုက်ပြီးတော့စူဂျန်ကိစ္စမှာအញ្ញိုင်းစိတ်ဝင်စားလွန်းနေတာကြောင့်အလုတ်ထုတ်ပစ်လိုက်ပါတယ်မြို့တိုင်းမှာလူတိုင်းကသူမထိခဲ့တာကိုဖုံးကွယ်ဖို့ကြိုးစားနေကြတာဆိုတာသိတာလွန်းနေပါတယ်သူနောက်ထပ်ပြီးတော့ဘာဆက်လုပ်ရမလဲဆိုတာကိုမတွေးနိုင်ခင်မှာဒွန်ဆူကသူ့ကိုတနေရာစီချက်ချင်းလာခဲ့ပြီးဖို့ဖုံးဆက်လာပါတယ်အဲ့ဒီကိုရောက်တဲ့အခါမှာတော့စူရန်ရဲ့အလောင်းကိုလူနာတင်းရင်ကစီအပေါ်တင်နေကြတာတွေ့ရပါတယ်ယူချင်းကအဟိချစ်ဆုံးသမီးဒီလိုတေဆုံရမှုအတွက်ထိမ့်မရအောင်ကိုနေခဲ့ပါတယ်ကီချော့ကလည်းလူတက်သမီးတွေယူချင်းကိုလည်းပြတ်မှတ်ထားလာလိမ့်မယ်ဆိုတာသဘောပေါက်သွားပါတယ်ဒီအချိန်မှာသူမကသူတို့အတွက်အကြီးမားဆုံးသောအန်ဒီဖြစ်နေတာကြောင့်ထင်ပါတယ်သူတို့တွေကကျမကြီးမကောင်းချွတ်နေတဲ့ဆေးရုံကစူရန်အဝါစီကိုတွားကြပါတယ်မြေသူတေဆုံရမှုအကြောင်းကြားတဲ့အခါမှာတော့သူမရဲ့အခြေအနေကပိုပြီးဆိုးသွားခဲ့ပါတယ်တနေရာမှာဆိုရင်တော့ဒွန်ဆူကအထက်လူကြီးတွေစကားပြောနေကြတဲ့အတန်ကိုကြားပြီးတော့ခေါင်းဆောင်ကဖြစ်စဉ်ကိုလိုခဲ့ထားဖို့အတွက်တစုံတယောက်စီကနေပတ်စံနေယူနေတာကိုသိလိုက်ရပါတယ်သူကကိုပိုင်စူးစမ်းကြည့်ဖို့အတွက်အရှိမတွေးရှိထားခဲ့တဲ့စူရန်ပဲဖုန်းကိုခေါ်ယူလိုက်ပါတယ်ဖုန်းကိုပြန်ပြင်ပြီးတော့ဖုန်းခေါ်ရင်းနဲ့ message တွေကိုကြည့်လိုက်တဲ့အခါစူရန်မှာ each ဆိုတဲ့ကလပ်မှာအမျိုးသမီးတစ်ယောက်နဲ့ပြောထားတာကိုတွေ့လိုက်ရပါတယ်သူကဒီအမျိုးသမီးအကြောင်း each ကိုလမ်းပြောပေမဲ့ဖုန်းချလိုက်ပြီးချင်းမှာပဲတစုံတယောက်ကအနောက်ကနေခေါင်းကိုရိုက်လိုက်ပါတယ် each ကဘားကိုတွားကြည့်ပြီးအဲ့ဒီအမျိုးသမီးနဲ့တွေ့ဆုံပါတယ်တရင်မေးကြည့်တဲ့အခါမှာတော့သူမကစူရန်ကကလပ်မှာအချိန်ပိုင်းအစိုးရအဖြစ်လှုပ်လှုပ်ခဲ့တယ်လို့ဖွင့်ထားပါတယ်သူမဖျောက်သွားခဲ့တဲ့ညကနိုင်ငံကြီး Mr. Kim ဘားပိုင်ရှင်နဲ့ရေအုပ်တွေကကလပ်မှာစုဝေးခဲ့ပါတယ်စူရန်ဖြောရင်းနေစမှာအဖွားဖင်သူကနေမကောင်းဘူးဆိုပြီးတော့ဆေးရုံကနေဖုန်းဝင်လာခဲ့ပါတယ်သူမကလည်းပိုင်ရှင်ဖြစ်သူကိုတွားခွင့်ပြုဖို့တောင်းဆိုပေမဲ့သူကသူမကိုထိခပခိကမှလုတ်ခဲ့ပါတယ်နောက်ဆုံးသူမထပ်ပြေးခဲ့ပြီးတော့ဘားပိုင်ရှင်ကအနောက်ကနေလိုက်သွားခဲ့ပါတယ်အဲ့ဒီနောက်ပိုင်းမှာဆိုရင်တော့ဘာတွေဖြစ်သွားတယ်လဲဆိုတာကိုအီစုလည်းမသိတော့ပါဘူးဘားပိုင်ရှင်နဲ့သူ့နဲ့အလူတွေကအေးချော်ကိုလာတိုက်ခိုက်ပေမဲ့သူကအားလုံးကိုချေမှုန်းနိုင်ပါတယ်ပိုင်ရှင်တယောက်တည်းခြံခဲ့တဲ့အချိန်မှာသူကစူရန်ကိုဘာကြောင့်တတ်လိုက်ရတာလဲလို့မေးပါတယ်အမျိုးသားကကြောက်လွတ်သွားပြီးသူအဲ့ဒီညမှာသူမရဲ့အနောက်ကိုလိုက်သွားခဲ့ပေမဲ့သူမတိဆုံမှုကတော့သူနဲ့မဆိုင်ဘူးလို့ဖြေပါတယ်သူပြောတာကတော့သူမအများဆုံးတန့်ရှင်ကန်အထင်မှာတေထီလေဗင်အနင်ထားခံရတာကိုတွေးရှိသွားခဲ့တာပါသူမကိုတတ်လိုက်လေသူကတော့တခြားသူမဟုတ်ဘဲနဲ့ကြည်စွမ်းနေပဲဖြစ်ပါတယ်သူဟာမစ္စတာကင်ပဲတားဖြစ်ပြီးတော့အဖေရဲ့ဩဇာအာဏာကြောင့်ဘသူကမှမကြောက်ပါဘူး
သူကစုရန်ကိုချစ်နေပြီးတော့သူမကသူ့ရဲ့ချီးကပ်မှုတွေကိုညှင်းလာတဲ့အခါမှာသူမကိုတတ်ကက်ခဲ့ပါတယ် ဒါဒီကိုတိရပြီးတဲ့နောက်ဒေါ်ရထွက်သွားရဲ့အီချောဟာဒိုမက်ဆုကိုဖုန်းဆက်လိုက်ပြီးတော့ကြီးဆုံးမရဲ့စခန်းကနေလွတ်သွားပြီဆိုတာကိုသိလိုက်ရပါတယ်ဒီအချက်ကယူဂျင်းအန်ဒရပိုပြီးစိုးရင်စရာဖြစ်သွားစေခဲ့ပါတယ်သူမဖုန်းမကင်တဲ့အခါမှာတော့သူမရဲ့အိမ်ကိုချက်ချင်းအပြစ်လိုက်သွားခဲ့ပါတယ်တစ်ဖက်မှာဆိုရင်တော့ကြီးဆုံးကယူဂျင်းကိုရှာတွေ့သွားခဲ့ပြီးအဓမ္မခေါ်ဆောင်သွားပါတယ်ဒါပေမဲ့သူ့အဖေအိမ်ကိုရောက်လာတဲ့အချိန်မှာတော့ရပ်လိုက်ပါတယ်သူကောင်မလေးကိုပြန်ပြီးဆွဲထားလဲဆိုတာအဖေမသိစေချင်တာကြောင့်အဖေကိုအိမ်နဲ့ဝင့်ကွေမပြေခင်ယူချင်းကိုဗီဒီယိုအထက်မှာတွားခတ်ထည့်ထားလိုက်ပါတယ်မစ္စတာကင်ကသူ့ရဲ့တားမွေခဲ့တဲ့ပြဿနာပေါင်းစုံကြောင့်စိတ်တူနေခဲ့ပါတယ်သူကကြီးစွန်းကိုအမေရိကန်တွားပြီးဘယ်တော့မှပြန်မလာဟုအမိန့်ပေးပါတယ်အပြန်လာအနေနဲ့ကြီးစွန်းကစူရန်ကိုတက်တဲ့ချူပြီးအဖေကိုဆွဆွဲပါတယ်တကယ်တော့ပြဿနာကိုဖြေရှင်းပေးဖို့ကင်ကိုအများဆုံးတန်တင်ကန်စီခေါ်ခဲ့တာဖြစ်ပြီးစူရန်အသက်ရှင်နေသည့်စိမ့်စွာကိုသူတွေ့ရှိခဲ့ရပါတယ်သူ့ရဲ့နာမည်ကုံသူတင်ကိုကဲတင်တဲ့အနေနဲ့သူကသူမကိုတတ်လိုက်ပြီးတားဖြစ်သူစတင်ခဲ့တာကိုအဆုံးသတ်ပေးလိုက်ပါတယ်မစ္စတာကင်ထွက်သွားပြီးရဲ့နောက်ယူချင်းကြီးစွန်းကိုတိုက်ခိုက်ပြီးရပြင်းကိုထွက်ပြေးနိုင်ခဲ့ပါတယ်ဒါပေမဲ့သူမကိုပြန်ဖမ်းမိဖို့တိတ်မကြလိုက်ပါဘူးကြီးစွန်းသူမကိုတတ်တော့ဖို့စက္ကန့်ပိုင်းလောက်ပဲအလိုမှာကီရှော့ရောက်လာပြီးကိုတိုက်ခိုက်ပါတယ်သူကိုပြောကြသွားအောင်ထိုးနှက်ပြီးရဲ့နောက်ကောင်မလေးကဆိုးဆိုးရွားရွားတန်ရာရနေခဲ့တာကြောင့်ဆေးရုံခေါ်လာပြီးပါတယ်တစ်ဖက်မှာဆိုရင်တော့မစ္စတာကင်ကရွေးကောက်ပွဲကိုအနိုင်ရရှိသွားခဲ့ပြီးမြို့အုပ်ချုပ်ရေးအလို့ကွာထင်ရွေးချယ်ခံလိုက်ရပါတယ်အခုဆိုရင်တော့သူဟာအရင်ကထက်ပိုအားကြီးလာခဲ့ပါပြီကီရှော့ကလည်းဒီသတင်းကို TV ကနေကြည့်လိုက်ရပြီးတော့ဒေါက်တာစိတ်တွေပြေလွမ်းသွားခဲ့ပါတယ်သူလမ်းမပေါ်ကိုမောင်းတက်လာခဲ့ပြီးတော့မစ္စတာကင်ပါတဲ့ကကိုဝေကျုံခဲ့ပါတယ်ဒရိုင်ဘာကိုအလဲထိုးกินရင်တောင်အခုကြောက်စိတ်နဲ့တုံရင်းနေတဲ့နိုင်ငံရေးသမားကြီးစီတူလျှောက်သွားလိုက်ပါပြီမစ္စတာကင်ကကီရှော့ကိုသူဘသူလဲဆိုတာသိသလားလို့မေးပြီးတော့ချင်းကြောင်ရန်စူးစမ်းပါတယ်ဒါပေမဲ့ကီရှော့ကသူ့ရဲ့ဂုံးပုတ်တွေကိုအရေးစိုက်မနေခဲ့ပါဘူးနောက်တစ်နေ့မနက်ခင်းမှာဆိုရင်တော့ကင်းနဲ့ရဲမှုတို့ရဲ့သတင်းအမှန်တွေပြည်ရင်းသတင်းမှာအပါလာခဲ့ပါတယ်သူတို့ကိုစူရန်လူတက်မှုအတွက်ဖမ်းဆီးကြပါတယ်ဇကားနောက်ဆုံးအခါမှာဆိုရင်တော့ကီရှော့ဟာယူချင်းစီရင်ကိုတွားကြည့်ပြီးတော့သူအယုတ်ကောက်လို့ရထားတဲ့အယုတ်လေးကိုထားပေးခဲ့ပါတယ်အဲ့ဒီနောက်သူဟာဘဝအသစ်တစ်ခုကိုစတင်မှုအတွက်မျှော်လင့်ခဲ့ပြီးတော့တခြားမျိုးကိုပြောင်းသွားခဲ့ပါတယ်ကြီးစုပေးခဲ့ကြတဲ့ပရိသတ်များအားလုံးကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ